ဒီတော့ကျွန်တော်တို့အလုပ်ပြီးရင်မလုပ်လေဒီနေ့အပြင်မှာအလုပ်လုပ်တဲ့စီဝါရေးသမားရှိတယ်ကုမ္ပဏီမဝန်ထမ်းတွေရှိတယ်ကုမ္ပဏီပိုင်ရှင်တွေရှိတယ်ပတ်စံချမ်းသာတဲ့သူတွေအလုပ်တွေကိုစီနေတာမှာလုပ်တယ်အလုပ်ပြီးသွားရင်မလုပ်ကြတယ်ကျွန်တော်တို့ပေါင်းဝင်ခြင်းအများကြီးဒီလိုလူတွေရှိတယ်အလုပ်ပြီးသွားရင်ငါတို့တနေ့ကုန် tension တွေ depression တွေစိတ်ဖိစီးမှုတွေနဲ့တနေ့ကုန်အလုပ်လုပ်ရတယ်ညဘက်ငါတို့ relax လုပ်ကြမယ်ငါတို့စိတ်ထွက်ပေါက်လွတ်လပ်ဖြစ်အောင်ဆိုပြီးတော့မလုပ်ကြလဲအပြောပါသွားတယ်ကလပ်မှာသွားမယ်တချင်းနားထောင်မယ်ခုတ်မယ်ပေါက်မယ်သူ့ပြမဲ့လည်းပဲကျွန်တော်တို့အဲ့ဒီလူတွေကိုကြည့်အဲ့ဒီလိုလှုပ်လိုက်လို့စိတ်ထွက်ပေါက်ရသွားလားtension တွေ depression တွေအားလုံးကျသွားလားမကျသွားဘူးပူတူးလာတာပဲရှိတယ်လူတယောက်ကဒုနီယာရဲ့အရာသာနောက်ကိုလိုက်ရင်အဲ့ဒီအရာသာကကာလတစ်ခုကြာရင်ဤသွားမှာပဲနောက်ထပ်အသိအရာသာမရရင် तू ပူပြီးစိတ်တက်ကြလာတယ်ဥမာဖြစ်ကျွန်တော်အစားအသောက်ပဲကြည့်ကိုဟာဒီနေ့ဒါစားတယ်မနေ့ကတိတက်ကောင်းတာစားတစ်ပတ်ကတိတက်ကောင်းတာစားနောက်တစ်ရက်တိတက်ကောင်းတာစားအဲ့လိုအကောင်းအနောက်ကိုလိုက်ရင်နဲ့နောက်ဆုံးအကောင်းနေလည်းပဲမရှိတော့ဘူးစားစရာလည်းအကောင်းနေကုန်နေပြီအဲ့ဒီအခါမျိုးကြရင်ကိုဘာဖြစ်လာလဲကိုစပါလုပ်ပြီးမစားနိုင်တော့စားမရတောင်းမရတွေဖြစ်လာဒါကြောင့်ဒုနီယာရဲ့အရာသားရဲ့အနောက်ကိုလိုက်ရင်ဘရောမှစိတ်အေးချမ်းမှုစိတ်သက်သာရမှုစိတ်ကထွက်ပေါက်ရလာမှာမဟုတ်ဒါကြောင့်အလုပ်ဒီပင်ပန်းတယ်အလုပ်မှာ tension တွေများတယ် depression တွေများတယ်စိတ်ဖိစီးမှုတွေများတယ် pressure တွေများတယ်အဲ့ဒီ pressure တွေ tension တွေ depression တွေကိုရော့အောင်မလုပ်ရမလဲဆိုတာအလမ်နရှနာမှာအလတ်ရှင်အမိရှိတာဖိဒါဖရတ်တာအလက်ချင်းရောက်သွားပြီအလုပ်ဒီ PC သွားပြီ fun swap ကိုအလတ်အီဘာဒတ်ထဲမှာကိုပင်ပန်းစီလိုက်ချိုးပန်းလိုက်အထုတ်လိုက်အဲ့ဒီတဏိတာရဲ့ tension တွေအားလုံးပပျောက်သွားလိမ့်မယ်ကိုယ့်ရဲ့ pressure တွေ depression တွေအားလုံးပပျောက်သွားလိမ့်မယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာဒါကြောင့်နေ့မှာအလုပ်လုပ်မယ်ညမှာအီဘာဒတ်လုပ်မယ်ဆိုရင်သူ့ရဲ့တရက်တာကအေးစီချောချူနဲ့သူပြီးသွားလိမ့်ညအီဘာဒတ်ဆိုလို့လည်းပဲညတညာလုံးအီဘာဒတ်လုပ်ရဒါကိုဆိုလိုတာမဟုတ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဆမ်ကိုတိုင်လေးပဲညဘက်အိတ်ဆက်တယ်အနာယူတယ်လူတယောက်မှာဝိတရားတွေရှိတယ်အဲ့ဒီဝိတရားတွေကတခုကကိုဇနီးကိုလည်းပဲအချိန်ပေးရဒီအတွက်ကြောင့်မလို့ညဘက်အိတ်ဆက်ကမယ်ကိုမှဇနီးရှိရင်ဇနီးဝိတရားကိုလည်းပဲဖြည့်ဆည်းပေးရမယ်ဒီတော့ညတွေကအချိန်တချို့ကိုထုတ်ပြီးတော့အဲ့ဒီမှာအီဘာဒတ်လုပ်ဒီတော့ညရဲ့နောက်ဆုံးရန်ကိုထုတ်နိုင်တယ်ပို့လို့ကောင်းတယ်နောက်ဆုံးအချိန်မထုတ်နိုင်ဘူးဆိုရင်တော့မှအီရှာပြီးခဏလောက်အချိန်ထုတ်ပြီးတော့အဲ့ဒီမှာနဖီနမတ်တီဖလိုက်မယ်အီဘာဒတ်လုပ်လိုက်မယ်